ဒီနေ့ကျွန်တော်ပြောမဲ့အရေးပေါ်အတန်ဒီမနက်ဖြန်9လပိုင်း13ရက်နေ့မှာစမယ်တော့တနာရီအချိန်မှာကျွန်တော်အခုပြောနေတာတကယ်ပြောနေတာပေါ့နော်ဟိုတလောတော့ကျွန်တော်ဗီဒီယိုတပုတ်လုပ်ခဲ့တယ်အဲ့လောက်တဲ့ဗီဒီယိုကကျွန်တော်ပြောမှာတော့ပေါ့နော်ကျွန်တော်တည်င်းလေးလာတဲ့အခါမှာကျွန်တော်ဒီမြန်ဆန်တဲ့တည်င်းကိုရင်တွေ့လိုက်လို့ကျွန်တော်အမြန်ကြီးပြောမိတော့ပေါ့နော်အမှန်တကယ်တော့9လပိုင်းတစ်ချက်6လပိုင်းတစ်ချက်ပေါ့နော်စတင်အောင်ပေါ့ဒီအရေးပေါ်တတိပေးအတန်ဒီတဘောကဘေးအန်တဲ့တွေးကြုံလာရင်ဒီအရေးပေါ်အတန်တတိပေးချက်ကိုအခုတို့စမ်းတတ်မယ်9လပိုင်း13ရက်နေ့အဲ့ဒီစမ်းတတ်မဲ့နေမြေတဲ့ဘယ်နေမြေတွေများရရှိမလဲပေါ့နော်အဲ့လိုမျိုးတတိပေးတဲ့အတန်အောင်ဒါမဲ့မလန့်ကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဖုန်းအလုံးတိုင်းမှာအတန်မိမယ်အရေးပေါ်အတန်တွေးပေါ့နော်အဲ့လိုမျိုးအဲ့ဒါကိုစက်ကပ်ပိုင်းနဲ့ပဲသူမိမယ်ပြီးရင်သူရက်လိုက်မှာပေါ့နော်ကိုဘာမှလုံးစရာမလိုပေါ့နော်ဒီထိုင်းနိုင်ငံဘယ်မြို့နယ်မှာလဲဆိုတော့ပေါ့နော်ဘယ်မြို့နယ်မှာအရင်စမ်းတတ်မလဲဆိုတော့အခုကျွန်တော်ကြည့်မယ်ဒီမှာစာအိတ်မှာလည်းသူပို့လာတော့ဒါစာအိတ်မှာသူတို့ပို့လာတာပေါ့နော်ဒါဟိုတစ်ခါတော့စာအိတ်မပို့ဟိုတစ်ခါတော့ဒီဆွေဝန်ထမ်းတွေပေါ့နော်အရင်ဆုံးအတန်မြင့်ပေါ့နော်အခုတတိပေးမဲ့မြို့နယ်ကိုဒီအရေးပေါ်အတန်တတိပေးမဲ့မြို့နယ်ကိုဘယ်မြို့လဲဆိုတော့နံပါတ်1ပေါ့နော်သူပြောတာတော့ဒီမှာစာအိတ်ပို့လာတာပေါ့နော်ဖော်จะทดสอบระบบคอပေါ့နော်ระบบคอတော့ဒီဆက်တော်ရတဲ့ဒီအရေးပေါ်စနစ်ပေါ့လားမသိကျွန်တော်နားမလည်ဘူးမြန်မာတိတ်ပြောမကြောင်းโปรอย่าตกใจไม่ต้องดำเนินการได้ကျေးဇူးပြုတော့မလန့်ကြနဲ့ပေါ့နော်ဒီအတန်တွေပေါ့နော်ဒီဆိုလိုတာဘာမှလုံးဆရာမလို့ဘဲနဲ့ဒီမြင်တဲ့အတန်ကိုသူစက်ကပ်ပိုင်းပဲသူရက်မှာပေါ့နော်ဒီမှာစာကိုကျွန်တော်ဖတ်ပြပေါ့နော်နောက်တစ်ခုကျတော့เวลาทดสอบ13พฤษภาคมသူပြောတာတော့ဒီစမ်းသပ်မဲ့အချိန်ကတော့13ရက်နေ့9လပိုင်း13နာฬิกาဆိုတော့ပေါ့နော်အဲ့ဒါတနာရီလောက်ပေါ့နော်13နာရီဆိုတော့တနာရီလောက်ပေါ့နော်ထီဆိုတာကအဲ့ဒီနေရာပေါ့နော်ဒီအတန်မီမဲ့နေရာကိုဒီအရေးပေါ်အတန်မီမဲ့နေရာကိုဘယ်နေရာလဲဆိုတော့ချင်းမိုင်อุดรธานีอยุธยานครศรีและกรุงเทพมหานครပေါ့နော်กรุงเทพมหานครဆိုတာဘန်ကောက်မြို့ပေါ့နော်အยุธยาဆိုတော့ဘယ်နာလဲကျွန်တော်မသိဘူးပြီးတော့ချင်းမိုင်ပေါ့နော်ဒီ3မြို့မှာအရင်အော်မှာပေါ့နော်ဒီအရေးပေါ်တတိပေးအတန်ကိုပေါ့နော်ဒါကျွန်တော်အခုပြောနေတာတတိယမှန်လောက်ပြီပေါ့နော်ဒါဘာဖြစ်လို့စာအိတ်တိုင်းမှာပို့လာတယ်ကဲဒီဌာနကရှိလူတွေဆိုရင်ဒီစာအိတ်မျိုးရောက်လာမသိသိချာကြည့်အောင်နော်ဒီစာအိတ်မျိုးရောက်လာတာမသိဘူးဒီစာမျိုးရောက်လာမယ်ဆိုတာတကယ်အတန်မိမယ်ဒီမှာ13ရက်နေ့တောင်ပြတာဒီမှာသိချာကြည့်အောင်ဒီမှာ13ရက်နေ့9လပိုင်း73ပါတော့ဒါပေမဲ့9လပိုင်းကျတော့ထိုင်းလူမျိုးပဲရေးတယ်ပေါ့နော်ခေါ်လို့ရေးထားတယ်ပေါ့နော်ခေါ်ဖန်ခေါ်ခွိုင်ပေါ့နော်အဲ့ဒါဆိုရင်တော့9လပိုင်းပေါ့နော်အခုကျွန်တော်ပြောတာတကယ်တည်းအမှန်ပါတည်းမှမဟုတ်ပါဘူးပေါ့နော်ဟိုတစ်ခါတော့ကျွန်တော်စာနာဆောလို့ကျွန်တော်ပြောမိလိုက်တယ်အဲ့ပြောမိလိုက်တာကတော့မှန်တော့မှန်ပေမဲ့လည်းအစိုးရဝန်ထမ်းတွေအတွက်ပဲအရင်စမ်းသပ်တယ်ပေါ့ဖုန်းနဲ့အရင်စမ်းသပ်တယ်ပေါ့အခုမှပြည်သူတွေအားလုံးကိုစမ်းသပ်မယ်တပိဖြည်းနေပေါ့နော်တနင်္ဂနွေလုံးကိုစမ်းသပ်မယ်ဆိုတော့အချို့တနင်္ဂနွေလုံးကိုချက်ချင်းတော့စမ်းသပ်လို့မရဘူးနော်ဒီမျိုးနိုင်တဲ့နယ်မြေလောက်ပဲအရင်သွားမှာလို့ဒီအတန်မီဒီအရေးပေါ်သတိပေးတဲ့အတန်မီကိုပေါ့နော်အခုကျွန်တော်ပြောတဲ့မြို့ပေါ့နော်တစ်မြို့နှစ်မြို့သုံးမြို့လေးမြို့ပေါ့နော်အခုလောက်ဆက်တော့လေးမြို့အခုကျွန်တော်ဗီဒီယိုကိုကြည့်ရှုနေတဲ့သူဒီဘယ်မြို့နယ်မှာနေလဲဆိုပေါ့နော်ပါလာတဲ့မြို့နယ်ကတော့နောက်တစ်ခါကျွန်တော်ပြောပြပါမယ်နော်ချင်းမိုင်ဥဒ္ဒဌာနီအယုထယာနခွန်စင်และกรุงเทพมหานครပေါ့နော်ဒီမြို့မှာနေတဲ့ဒို့မြန်မာနိုင်ငံသားတွေဖုန်းတိုင်းအတန်မီမကျင်းသေးရပေါ့နော်ဒါပေမဲ့တစ်ခုတော့ရှိတယ်ဘာရှင်းနေတဲ့ဖုန်းဆိုမရဘူးဘာရှင်းနေတဲ့ဖုန်းဆိုပေါ့နော်အလုံးတိုင်းអော်မယ်ဘာရှင်းနေတဲ့ဖုန်းဆိုရင်အတန်မမီဘူးအတန်မမီတော့လည်းပဲဟိုပါစာအိတ်မှာတို့ပို့လာမယ်ကိုကမြန်မာစာနဲ့ကိုယ့်စင်ကတ်ကိုမြန်မာစာလောက်ထားမယ်ဆိုမြန်မာလိုပို့လာမယ်ထိုင်းစာလိုမျိုးလောက်ထားမယ်စင်ကတ်မျိုးထိုင်းစာလိုမျိုးပို့လာမှာတော့ကိုတုံးတဲ့ဖုန်းမှာမူတည်တော့သူကစာပို့လာမယ်အတန်မီပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကြည့်ရှုကြတဲ့အတွက်